မိခင်တယောက်ဖြစ်လာတဲ့အချိန်ကစပြီးကိုသားသမီးကိုအကောင်းဆုံးပေးခြင်းတဲ့စိတ်ကမေမေရိုင်းရဲ့နှလုံးသားထဲမှာရှိနေတတ်ပါတယ်။ကျမမှာကလေး2ယောက်ရှိပါတယ်။သမီးကြီးတုန်းကတော့အစားတောက်ကောင်းကောင်းစားပြီးပက်ကီအီတာမဟုတ်ခဲ့လို့ကြွေးရတာအဆင်ပြေခဲ့ပါတယ်။ဒါပေမဲ့သားငယ်လေးကအစာကြွေးရခက်တဲ့ပက်ကီအီတာဖြစ်နေခဲ့တာပါ။ကြွေးသမျှကိုညှင်းဆန်တာအရသာမကြိုက်ရင်ထွေးထုတ်တာအတစ်တစ်ခါခုဆိုမစားကျင်တာတွေကြောင့်ကလေးအာဟာရပြည့်ဝပါမလားဆိုတဲ့စိုးရိမ်မှုကမေမေတယောက်အနေနဲ့နေတိုင်းရှိနေခဲ့ပါတယ်။ ဈေးကွက်ထဲက ready made ကလေးအစားအစာတွေကိုကြည့်ပြန်တော့လဲစားတွေပါနေမလားတကြားတွေများနေမလား preservatives တွေပါနေမလားတကယ်ပဲကလေးအတွက်အာဟာရပြည့်ဝရလားဆိုပြီးစိတ်မချနိုင်ခဲ့ပါဘူး ဆရာဝန်တယောက်အနေနဲ့ရောပက်ကီအီတာသားရဲ့မေမေတယောက်အနေနဲ့ပါကိုကလေးကိုစိတ်ချလက်ချကျွေးနိုင်မဲ့အစားအစာကိုကိုယ်တိုင်ဖန်တီးဖို့ဆုံးဖြတ်ခဲ့ပါတယ်။အဲ့ဒီဆုံးဖြတ်ချက်က Little Saran ကိုစတင်ခဲ့တာပါ။ Little Saran ရဲ့ product တိုင်းကို 100% organic စားတကြားထပ်မထည့်ထား preservatives မပါကလေးတွေကြိုက်နှစ်သက်မဲ့ natural taste ဆိုတဲ့အခြေခံစိတ်ထားနဲ့ဖန်တီးထားပါတယ်။ ပက်ကီအီတာကလေးတွေတောင်စားကျင်လာအောင်အရသာကိုတဘာဝကြကြဖော်ဆက်ထားတဲ့ marine cookies တွေ busy mom တွေအတွက်လည်းလွယ်ကူပြီးကလေးတွေအတွက်အာဘာရပြည့်ဝစေမဲ့ organic oatmeal တွေဟာမမတယောက်ရဲ့မိတာနဲ့စတင်ခဲ့တဲ့ထုတ်ကုန်တွေပါကျမတို့အတွက် Little Saran က business တစ်ခုထပ်ပို့ပါတယ်ဒါဟာကို့သားသမီးကိုစိတ်ချလက်ချကျွေးခြင်းနဲ့မေမေတယောက်ရဲ့နှလုံးသားပါတာတာမီမီလေးတွေကိုပိုကောင်းတဲ့အာဟာရပိုကောင်းတဲ့အရသာပိုကောင်းတဲ့ကလေးဘွားကိုပေးခြင်းနဲ့စိတ်နဲ့ Little Saran ကိုဆက်လက်ဖန်တီးနေပါတယ်ရှင်